ဘယ်သွားမလို့လဲ ဘယ်တော့မင်းစီရလားမင်းစီရလား ဟုတ်ပါဘူးတို့ကမင်းကလေးရဲ့နာမည်လေးကိုသိချင်လို့ တီမီရဲ့နာမည်ကိုလား ဟုတ်တယ် တီမီရဲ့နာမည်မပြောဘူးမိဝိုင်းတဲ့ ဟောပြောပြီးပြီလေပြောပြီးပြီလေနာမည်လေးကမိဝိုင်း ဟုတ်တယ် တက်လိုက်တဲ့နာမည်လေးဟိုမင်းကလေးကိုကမြင်းချင်းနွားချင်း မြင်းချင်းနော်မြင်းချင်း ကြားချင်းစုတူပဲနှစ်ချင်းအကုန်ချက်တယ် ချစ်ခင်ဆုံးမတ်တယ်ဘာတွေပြောတာမသိ တ ဘူး ခါတလေနှစ်ချင်းနဲ့စားတာရတာရှိတယ် မလီဝင်းလျှော် မင်းကလေးကိုကိုရှင်နေတဲ့တရားကိုတွယ်ဝက်ပြီးပြောမှဆိုတော့ချစ်တယ်ကြိုက်တယ်လင်မယားဖြစ်ရှင်နေအဲ့ဒါပဲ မလီအဲ့လောက်သွယ်ဝိုင်းလိုက်လားဒဲကြီးပါလား ကြပြားဆန်းဆန်းလေးပြောမယ်ဆိုရင်မင်းကဘာနဲ့တူလဲဆိုရင်လွတ်လပ်နေတဲ့မြေကွက်လက်ကြီးနဲ့တူပါတယ် ဟုတ်တယ် ကိုကစံပြက်လေရလူသားကောင်းနဲ့တူပါတယ် ဟုတ်တယ် အဲ့တော့မင်းရဲ့လွတ်လပ်နေတဲ့မြေကွက်လက်မှာကိုယ့်ရဲ့မုံလာဦးလေးစိုက်ပြရစီလို့ မလီဒီစကားပြောတယ်မူလောက်ဆိုင်တယ်ဘာဆိုင်လို့တော့ ရီးရစကားမပြောတော့ကိုကစိုက်ကျွေးသမားဆိုလေးကိုစိုက်ကျွေးနဲ့လှည့်ပြီးတော့ ဟောဆိုင်ပြင်းနဲ့လှည့်ပြောရတာ တကယ်ပါဝိုင်းလေးရဲ့ဝိုင်းကိုတကယ်ချစ်တာပါမင်းဘယ်လောက်ချစ်တယ်လဲဆိုရင်တမာရီချုံမိုးတွေပြိုကောင်းကင်မှာရေကြီးမြေကြီးမှာလတ်တာရီတွေကငါးတွေအေးပတ်ပြီးတည်ရတယ်မမုန်းပါဘူးချစ် တဲဆူရက်စာပါနော်ဘယ်စာအုပ်တွေကကြက်ထားလဲ ဒါကိုကာတွန်းစာအုပ်တွေကတလားတန်ဒီနလားတန်ဒီပေါင်းကြည့်မင်းစိတ်တိုင်းမကြတော့လေအနစ်နာခံပြီးကြွားပေးပါမယ် ရှင်နာနေဦးမယ်နော်